မင်္ဂလာပါခင်ဗျာနေ့စဉ်ဘဝမှာစေရောကိုပါကျမကြက်ခိုင်ဖို့အတွက်ကျွန်တော်လင်းထိုက်ကကြိုးဆိုပါရခင်ဗျာဒီနေ့တင်လာနေ့တပတ်တာရဲ့အစမှာအစာကောင်းမှအနှောင်းသေးကြဆိုတဲ့စိတ်သက်ခွန်အားနဲ့ဗုဒ္ဓရဲ့ဝရိယကျူးစာအားထုတ်မှုသဘောတရားကိုအခြေခံပြီးကျွန်တော်တို့ကစားကြပါမယ်ဒီနေ့ပထမဆုံးပြမယ်ကစားနည်းကတော့split squat ဖြစ်ပါတယ်ခြေထောက်ကြက်သားတွေတမာဖို့နဲ့ပညာဟန်ချက်ညီစေဖို့ရည်ရွယ်ပါတယ်တပတ်တာရဲ့အစကိုဟန်ချက်ညီနဲ့စတင်ကြပါမယ်ခြေတစ်ဖက်ကိုရှေ့ထုတ်နောက်တစ်ဖက်ကိုအနောက်မှာထားပြီးစတင်ကစားပါမယ်ခါကိုမမှတ်ထားပြီးအောက်ကိုဖျက်ပြောင်းဆင်းပါရှေ့တူးကခြေပြားကိုမကြော်ပါစေနဲ့အောက်ရောက်မှစက္ကန့်ဝက်လောက်ထိန်းပြီးခြေပွားအားနဲ့ပြန်ကန်တက်ပါပညာညီမျှမှခီးမများရောက်မှာဖြစ်ပါတယ်နောက်တစ်ပုဒ်မှပြန်ဆောင်ကြမယ်နော်စေရောကိုပါကျမပျော်ရွှင်ကြပါစေ